အားလုံးပဲမင်္ဂလာပါအခုပြောပြပေးသွားမှာကတော့ပေါ့နော် transform transform တွေကမှ translate အကြောင်းကိုပြောပြပေးသွားမှာပေါ့နော်ကျမအနေနဲ့ကဒီမှာ transform ဆိုပြီးတော့file folder လေးတစ်ခုလည်းစောက်ပြီးပြီအဲ့ထဲမှာလည်းထည့်တင်တာတွေထည့်ပြီးပေါ့နော်ထည့်တင်တာတွေဆိုတော့ကလိုအပ်တာတွေက HTML လိုအပ်တယ်ပေါ့နော် HTML file လေးထည့်ပြီးပြီနောက်တစ်ခုကကျတော့ CSS ကဒီမှာ CSS file လေးသူ့အတူဖွင့်ပြီးတော့ကြတော့လေ CSS folder လေးဖွင့်ပြီးတော့CSS folder ထဲမှာtransform with translate ဆိုတဲ့file လေးကိုလည်းတိစောက်ပြီးပေါ့နော်ဒါဆိုရင်အဲ့ဒါလေးကိုတွားကြည့်ကြမယ်ပေါ့နော်အရင်ဆုံးပုံမှန်ရင်းနေကြအတိုင်းပဲ data ဖြစ်ပါတယ်ဆိုတာကြီးကြီးညာမယ်ပေါ့နော် data HTML ဒီ data ဖြစ်တယ်နောက်တစ်ခုကကြတော့အဲ့ဒီ HTML ထဲမှာ hashtag ရှိရယ်body tag ရှိရယ်ပေါ့နော်စက္ကန့်နဲ့ကြောင်းလို့ကြားနေမှာ DOT 1 body tag ရှိရယ်ပေါ့နော်အဲဆိုရင်တို့ title လေးပေးထားမယ် title ထဲမှာကကြတော့အပေးမှာလဲဆိုတော့အခုရေးမှာဒီ transform နဲ့ကကိုမှ translate ကြောင်းရေးမှာဖြစ်တဲ့ကြောင်းမလို့ transform with translate control လေးစေးမယ် control လေးစေးပြီးတော့ကြတော့သူရှိရဲ့နေရာကိုတွားပြီးတော့ run မယ်ပေါ့နော်သူရှိရဲ့နေရာကဒီမှာ transform နဲ့က run ရင်ဘာ file ကိုပဲ run ရလဲဆိုတော့ HTML file ကိုပဲ run ရပေါ့နော် CSS တဲ့ file ကိုတွားမ run ရဘူးအဲ့တော့ HTML file လေးကိုဖွင့်လိုက်မယ်ပေါ့နော်ဆိုရင် transform with translate ဆိုတဲ့ file လေးရပြီပေါ့နော်ဒါဆိုရင်အဲ့ဒါရပြီတော့ကြာတော့အခုကလောက်ပြမှာကကြတော့ဒီ body ထဲမှာ transform လေးတွေရွှေ့မယ်ပေါ့နော် transform translate 8လေးဘယ်လိုအလုပ်လုပ်လဲဆိုတာကိုအရင်ဆုံးကြည့်မယ်ပေါ့နော်ဒါဆိုရင်ဒီဆောနာကအတိုင်းပဲရွှေ့မယ်ဒီ iBoy ဒီ iBoy ရဲ့မှာပထမဆုံးရှိတဲ့ကောင်ကိုတော့class ကြီးရပါတော့ခဏလေး sorry container အဲ့ container ထဲမှာမှဆောနာလောပဲ DIB1 ရေးမယ်DIB1 ထဲမှာ DIB2 လေးထည့်ထားရအောင်နော်အခုအဲ့ဒါလေးကိုရေးမှာဖြစ်တယ်အဲဆိုတော့တိတာအောင် DIB2 လို့ရေးထားမယ်ပေါ့ကိုလည်းဒီကောင်လေးကိုကြားလည်းပေးလို့ရတယ်ပေါ့နော် DIB1 ပေါ့ control ဆေးမယ်ပြီးလောက်သွားလုံးမယ်ချက်သွားခြင်း DIB1 နဲ့ DIB2 လေးရနေပြီပေါ့နော်ရပြီတော့ကြာတော့အခုမလုပ်မလဲဆိုတော့ container ထဲမှာ background color လေးတော့ချိန်ကြသွားချိန်လို့မရသေးဘူးပေါ့နော်တကယ်အခုကဘာလုပ်ရမလဲဆိုတော့ link ချိန်အောင်မယ် link ချိန်ပြီးမှပဲCSS တဲ့ file တွေကို HTML ထဲမှာယူသုံးလို့ရမှာပေါ့နော်အဲဆိုတော့ IEN style ရှိပြီးပြီ HR ရဲ့ထဲမှာချိန်မယ်ချိန်တော့ကြတော့ဒီဘက်ကိုသွားကြည့်မယ်ဒီ transform with translate ကနေကြည့်ရင် CSS file လေးဒီတန်းထဲမှာရှိရတဲ့ကြောင့်မလို့ step from here အဲ့နေရာနေပဲစပြီးတော့ကြတော့ CSS ကိုမြင်ရတော့ CSS ကိုလှမ်းယူလိုက်မယ်အဲ့ CSS ကိုမြင်ရပြီးလှမ်းယူပြီးတော့ကြတော့အဲ့ဒီထဲမှာမှာပါရှိလဲဆိုတော့SFORN transform with DRAN SNADA.css ကိုယူမယ်ယူပြီးတော့ကြတော့ကိုတို့ကစိတ်မယ်စိတ်ပြီးတော့ကြတော့ဒီခုချိတ်ခဲ့တာဒီမှန်လားမမှန်လားသွားကြည့်မယ်ပေါ့နော်အဲဆိုရင် container ကို width တွေ height တွေဖိပြီးတော့ background color လေးသွားပေးကြည့်မယ်ပေါ့နော်တော့ container word ကိုကြတော့ 100%အခုမြင်နေရတဲ့ sequence ရဲ့မှာ word ကြီးကိုယူလိုက်မယ်ယူပြီးတော့ကြတော့ height ကိုလည်း100 viewer height လုံးရေးလိုက်မယ်ရေးပြီးတော့ကြတော့ background color ကိုချိန်မယ်ကိုချိန်ခဲ့တဲ့CSS တွေအလုပ်ဖြစ်လာပါတော့ background color တွေ red ဒီတော့တစ်ချက်သွားလုံးမယ်
ဒါဆိုရင်ဒါဒီအလုပ်ဖြစ်တယ်ပေါ့ကိုချိတ်ခဲ့တာမှန်တယ်ဆိုတဲ့အထိပဲပေါ့နော်ဒါဆိုရင်အဲ့ဒီရပြီဒါပေမဲ့သူ့ကိုဘာမှမပေးဘူးတော့အဲ့အနီရောင်ကြီးတော့မပေးဘူးပေါ့နော်နည်းနည်းမျက်စိကျင်းနေအဲ့ဆိုတော့ F4 လို့ပေးလိုက်မယ်ပေါ့နော်အဲ့ဆိုရင်ဒီကောင်လေးရတယ်သူအဖြူအောင်ပတ်လည်းမရဘူးပေါ့နော်ဒါနည်းနည်း gray အောင်ပတ်ပေါ့ဘယ်လိုမျိုးဒါဆိုရင်ဒီကောင်လေးရပြီးတော့ကြာတော့အခုဘာကိုရေးပြီးလဲဆိုတော့နည်းနည်းတိုင်းပဲ container ရေးပြီးဆိုတော့ DIY 1လေးကိုရှင်းမယ်ပေါ့နော်ဒီလိုက်ရေးလို့ရတယ်ပေါ့နော်ဒီရဲ့စနစ်တွေကwork ကိုဘယ်လောက်ပေးမလဲဆိုတော့800 pixel လောက်ပေးမယ်နောက်တစ်ခုကကြာတော့ height ကိုကြာတော့100 pixel လောက်ပေးမယ်နောက်တစ်ခုက border ပဲခံမယ်တို့ border ကို30 pixel solid 0 hertz ကောင်းတဲ့000ဆိုရင်အနက်ရောင်ပေါ်တာလေးဖြစ်သွားတယ်ပေါ့နော်ဒါဆိုရင်ဒီမှာအနက်ရောင်ပေါ်တာလေးဖြစ်သွားပြီပေါ့နော်အနက်ရောင်ပေါ်တာဖြစ်သွားမယ်နောက်သူ့ကို margin ကန်နေတယ်ဘယ်ဘက်ကနေကန်ချင်တာလဲဒီဘယ်ဘက်ကနေကန်မှာပေါ့နော်ဘယ်ဘက်ကနေကန်ချင်လဲဆိုရင်သူ့ကို margin လာလို့ပြောမှာပေါ့နော် margin လာက30 pixel လောက်ကန်လိုက်မယ် control အစိမ်းမယ်ဒီလောက်သွားလုံးမယ်ဆို margin လာကနေပြီးတော့30 pixel လောက်ကန်သွားပြီပေါ့နော်အခုကကြတော့ဒီ DIY 1လေးရေးပြီးပြီဆိုတော့အခု DIY 2လို့ရေးမယ်ပေါ့နော်DIY 1နဲ့ကနေပြီးတော့ဘယ်လိုရေးမှာတော့ DIY 2လေးကိုရေးမှာပေါ့နော်အဲဆိုရင်သူ့ကိုဝက်ကကြတော့100 pixel လောက်ထားမယ် height ကလည်း100 pixel လောက်ထားမယ် background color ကိုကြတော့tomato ရောင်လေးထားမယ် background လည်းရေးလို့ရတယ်ပေါ့နော်ဒါမှမဟုတ် background color လေး solid ဆိုတော့ solid color ဖြစ်နေတဲ့အတွက်ကြောင့်မလို့ background color ကိုထားလိုက်မယ်ဒီလိုတစ်ချက်လုံးလိုက်ဆိုရင်ဒီမှာအရောင်လေးရနေပြီပေါ့နော်အခုကဘာလို့ဒီကောင်လေးဒီအောက်ကိုကျနေရလဲလို့ပြောရဲဘာလို့အောက်ကိုကျနေရလဲပေါ့နော်ဒီအခုဒီ tomato အရောင်လေးပေါ့နော်ဒီ orange ရောင်လေးထားပါတော့ orange အရောင်လေးဒီဘာလို့အောက်ကိုကျနေရလဲဆိုတော့DIY ဒီဘာ element လဲဆို element တွေအမျိုးအစားနှစ်ခုရှိရယ် block element inline element တကယ်လို့သူဒီ inline element တာဖြစ်နေလဲဆိုရင်ဒီလိမ်မော်ရောင်ကောင်လေးဒီသူ့နောက်ကဒီနေ့လေးကနေစပြီးတော့ရှောင်းနေမှာပေါ့နော်အခုကသူဒီ block element ဖြစ်နေကြ block ဒီသူ့မှာရှိတဲ့ word အကောင်လုံးနောက်ထိယူတယ်အခုက800 pixel ရှိမှာအဲ့800 pixel တစ်ခုလုံးကိုယူထားတာတော့ကြာဒီကောင်လေးဒီအောက်ကြနေရပေါ့နော်ဒါဆိုရင်စာသားရှိသလောက်ပေါ်နေရပေါ့အဓိကပြောရမယ်ဆိုရင်စာသားရှိသလောက်ပေါ်နေတာဒါကြိုက်လို့စာသားကိုဖြတ်လိုက်ရင်သူဒီမပေါ်တော့ဘူးပေါ့နော်စာသားကိုဖြတ်လိုက်မယ်ဆိုရင်သူဒီစာသားရှိသလောက်မရှိတော့ဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီစတာနောက်ဆုံးဆုံးတာကဒီနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့မှာပေါ်သွားပြီပေါ့နော်အခုအဓိက emphasize လုပ်ပြီးပြောမှာက transform with translate ဖြစ်တဲ့အတွက်ကြောင့်မလို့ကျန်တဲ့ဒီပေါ့နော်ကျန်တဲ့ property လေးကိုကြာတိတ်ပြီးတော့ emphasize လုပ်ပြီးမပြောဘူးအနေချင်းပဲပြောသွားမယ်ပေါ့နော်အခုကtranslate အကြောင်းကိုပြောမှာဖြစ်တဲ့အတွက်ကြောင့်မလို့ translate တွေဘယ်လိုလုပ်တာလဲပေါ့နော်ဘယ်လိုလုပ်တာလဲဆိုတော့ကျွန်တော်ဒီမှာကြည့်မယ်ပေါ့နော် translate ကသူက h ဝင်ရိုးရှိရယ်နောက်တစ်ခုကကြတော့ y ဝင်ရိုးရှိရယ်ပေါ့နော်ဒီ h ဝင်ရိုး y ဝင်ရိုးကဒီ10တန်းနေမှာလဲတင်ခဲ့ပြီပေါ့နော်ဒါဆိုရင် h ကဘာလဲဆိုတော့ minus ဒီဘက်ကဆိုရင် h ကplus ပေါ့နော်တကယ်လို့10တန်းတင်ချတွေထဲမှာဆိုရင်တော့ပုံမှန်အားဖြင့်အပေါ်က y ဒီဘာဖြစ်မှာလဲဆိုတော့ plus ဖြစ်ပြီးတော့အောက်ကဒီဘာဖြစ်မှာလဲဆိုတော့မိုင်းနဲ့ဖြစ်မှာပေါ့ဒါပေမဲ့သူကဒီကုတ်ဒီမှာကျတော့သူ့ရဲ့မှာ format နဲ့သူရှင်းပြီးသားပေါ့နော်သူကကွဲတယ်ပေါ့ကုတ်ဒီမှာက h ဝင်ရိုးအနေနဲ့ကတော့ဘယ်ဘက်မှာဆိုရင် h မိုင်းနဲ့ညာဘက်မှာဆိုရင် h plus ကမှန်တယ်ဒါပေမဲ့လို့ကုတ်ဒီမှာကျတော့ဘယ်နေရာမှာလွဲသွားလဲဆိုတော့ y axis မှာတော့လွဲသွားတယ်ပေါ့နော် y axis မှာကျတော့ဒီ mathematics မှာဆိုရင်သင်္ချာမှာဆိုရင်တော့သူကဒီအောက်ပိုင်းမှာရှိနေတဲ့ကောင်ဒီမိုင်းနဲ့အပေါ်ပိုင်းမှာရှိနေတဲ့ကောင်ဒီအပေါင်းဒါပေမဲ့ဒီကုတ်ဒီမှာကျပြန်မှန်တာပေါ့နော်ဒီ mathematics ရဲ့မှာပြောင်းပြန်လို့မှတ်လိုက်တယ်ဆိုရင်တခုလည်းပဲမှတ်လိုက်ပါတော့အုံနောက်6ဆောင်ပြီးတော့ mathematics ကပထမဆုံးကိုမှတ်ထားတာကအပေါ်က y axis ကအပေါ်ကအပေါင်းအောက်ကအနှုတ်အဲဆိုရင်mathematics ရဲ့ပြောင်းပြန်ကိုမှတ်တာဖြစ်တဲ့အကြောင်းကုတ်ဒီy ဝင်ရိုးကအပေါ်ကိုတက်လေ
အနောက်အောက်ကိုဆင်းလေးအပေါင်းဒါဆိုရင်အိတ်ဝင်ရောအတူတူပဲမှတ်စရာမလိုဝိုင်းဝင်ရောလေးတစ်ခုပဲပြောင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဆိုရင်ဒီကုန်းရင်းရေးချင်တယ်ဆိုရင်ဒီ transbound translate a လေးကိုတေချာနားလည်ချင်တယ်ဆိုရင်ဒီကောင်လေးကိုတိထားမှာဖြစ်မယ်ပေါ့နော် h axis y axis ကိုတော့တိထားမှာဖြစ်မယ်အဲဆိုရင်ပြန်ပြောမယ် a axis မှာဆိုရင်ဘယ်ဘက်မှာရှိနေတဲ့ကောင်ဒီh minus ပေါ့နော်ညာဘက်မှာရှိနေတဲ့ကောင်ဒီ h plus ပေါ့နော်y axis မှာရှိနေတဲ့ကောင်ဒီအပေါ်မှာရှိနေတဲ့ကောင်ဒီ y minus အောက်မှာရှိနေတဲ့ကောင်ဒီ y plus အဲ့ဒီရရင်ရပြီပေါ့နော်အဲဆိုရင်ပြန်သွားမယ်ပြန်သွားပြီးတော့ကြာတော့ရှင်းမယ်ပေါ့နော်အခုကခဏလေးပါဒါလေးကဒီ margin လေးတွေကိုအောက်ကိုနည်းနည်းခဏချလိုက်အောင်ပေါ့နော် margin လက်ကျဲပြီး margin ကနေတော့အနေကန်မယ် margin တော့ကနေပြီးဘယ်လောက်ကန်မလဲဆိုတော့200 pixel လောက်ကန်ချလိုက်မယ်ပေါ့နော် control ဆင်းမယ်ဆေးပြီးတော့ကြာတော့ပြီးတော့တစ်ချက်သွားတော့မယ်အဲ့ဒါဆိုရရင်ပေါ့နော်ရပြီဆိုတော့အခုက transform translate 8လေးတွေရေးအောင်မယ်ပေါ့နော်အဲဆိုတော့အခုကဘာကိုရေးမလဲဆိုတော့ဒီမှာကြည့်ပါနော်အခုကဘသူ့ကိုပေါ်ပါထောက်လိုက်ရဆိုတော့ပြောချင်တယ်ဆိုတော့ဒီအကွက်ကြီးကိုဒီအကွက်ရမှာဘယ်နေရာမှာနေနေဒီအကွက်လေးပေါ်ထောက်ဒီဘော်ဒါရှိတဲ့ကောင်တဲမှာဘယ်နေရာမှာနေထောက်လိုက်မယ်ဆိုရင်အဲဆိုရင်ဒီဘော်ဒါသေးဘာကြီးတော့ DIB1 အဲဆို DIB1 ကိုထောက်လိုက်မယ်ဆိုရင်ဒီ DIB2 လေးဒီဟိုဘက်ကိုရွှေ့သွားမယ်ပေါ့နော်အခုကဘယ်ဘက်ကိုရွှေ့ချင်တာကိုဒီညာဘက်ကိုရွှေ့ချင်တာပြောခဲ့တယ်လို့ပဲ H ဝင်ရိုးမှာညာဘက်ကိုရွှေ့ရင်အပေါင်းလားနှုတ်လားအပေါင်းပေါ့နော်အဲ့တော့ဒီမှာတွားပြီးတော့ရေးလိုက်မယ် DIB1 လေးကိုဟိုပါတင်လိုက်ရင်မြင်တောင်းလို့ပေါ့နော်ဟိုပါတင်လိုက်တယ်ဆိုရင်sorry DIB1 ပေါ့နော် DIB1 လေးကိုဟိုပါတင်လိုက်တယ်ဆိုရင် sorry DIB2 လေးဒီဘာဖြစ်သွားမလဲဆိုတော့ transform ဟိုမှာပါနဲ့တင်ပါအောင်ဆိုတော့ translate နဲ့တင် transform နဲ့က translate ကလည်းမရှိလဲဆိုတော့ဒီမှာကြည့်အခုဒီမှာမြင်နေရတိုင်းပဲ translate ရှိရယ် translate h ရှိရယ် translate y ရှိရယ်အခုကကြာပြောမယ်အခု emphasize လို့ပြောမှာက translate ကို translate 8ရယ် y ရယ်ကိုပဲပြောမှာပေါ့နော် translate 8ကိုရင်ကြည့်မယ် translate 8ကိုညာဘက်ကိုရွှေ့မှာတဲ့ညာဘက်ကိုရွှေ့ရင်အပေါင်းကဏ္ဍကိုဘယ်လောက်ရွှေ့မလဲဆိုတော့100 pixel လောက်ရွှေ့ကြည့်လိုက်မယ်ပေါ့နော်100 pixel လောက်ရွှေ့ကြည့်မယ်control s နှိပ်မယ်ဒီလိုတစ်ချက်သွားလုံးမယ်အဲဆိုရင်ဒါဆို100 pixel လောက်ပဲရွှေ့ရအဲဆိုရင်သူ့စုစုပေါင်းရှိတဲ့ဟာကြီးကဘယ်လောက်လဲသူစုစုပေါင်းရှိတဲ့ border ကြီးကဘယ်လောက်လဲရင်သွားကြည့်မယ်ဒီမှာ border ဒီမှာ border ကြီးက800ရှိရဒါဆိုရင်သူဒီ100ရှိနေရရင်နော်100ရှိနေတာဒါပါတော့ဥပမာရေးပြမယ်sorry စုပေါင်းရှိတာဒီ800ရှိတာပေါ့နော်800ရှိတာအခုကဘယ်နေရာစာယူပြီးတော့100စာယူပြီးပြီဆိုတော့ဘယ်လောက်ကျန်မှာလဲ900စာကျန်မှာပေါ့နော်အဲဆိုအရင်ဆုံး800ပေးလိုက်အောင်ပဲ800ပေးလဲဆိုရင်အဲ့ border တွင်းမှာပဲသူရောက်နေမလားအရင်ဆုံးပေးခြင်းလဲပေါ့နော်ပေးကြရဆိုရင်သွားနှုတ်လိုက်မယ်ဒီမှာ border ရဲမှာအပြင်ဘက်ကိုထွက်နေအဲ့လိုမျိုးမထွက်ချင်ဘူးဆိုရင်ဒီမှာသူက100စာပေးထားပြီးပြီဆိုတော့ဘာပဲပေးလိုက်ရမလဲကွာ900ပဲပေးမှအဲ့ဒီ border ရဲမှာအတွင်းထဲကိုရောက်မှာပေါ့နော်ဒါဆိုရင်သွားလုပ်လိုက်မယ်ဒီလိုချက်လုပ်မယ်ဒီမှာ border ရဲမှာအတွင်းထဲပဲဖြစ်နေပေါ့နော်900ပေးလိုက်မှရရင်နော်ဒါ transform ဘာလဲဆိုတော့8 transform 8ကိုဘာလုပ်ထားရလဲဆိုတော့ရွှေ့ထားတာပေါ့နော်ဒီမှာကြည့် transform 8ကိုရွှေ့လိုက်တာရရင်နော်ရွှေ့ပြီးတော့ကြာအခုကဘယ်လိုရွှေ့ရလဲဆိုတော့လက်ရဘက်ကိုရွှေ့ရအပေါင်းကဏ္ဍနဲ့ရွှေ့ရဒါဆိုတော့လက်ဝဲဘက်ကိုရွှေ့လို့မရဘူးလားရရပေါ့အဲဆိုရင်ရွှေ့ကြည့်မယ်အနှုတ်30 pixel လောက်ပဲရွှေ့မယ်ဟိုဘက်ကကြာတိတ်မရှိတော့30 pixel လောက်ပဲရွှေ့မယ်ပေါ့နော်30 pixel လောက်ရွှေ့မယ်ဒီလိုတစ်ချက်သွားလုပ်မယ်30 pixel လောက်ရွှေ့သွားပြီပေါ့နော်ညာဘက်ကိုဒီမှာ transform minus နဲ့ရွှေ့ရင်လက်ဝဲဘက်ကိုရွှေ့သွား30 pixel ရပြီပေါ့နော်ဒီမှာ30 pixel ရွှေ့တာအဲဆိုပို့ပြီးတော့တိတာချင်တယ်ဆိုရင် margin ကနေလက်ကိုဟိုဟာ200လောက်ကန်ထားလိုက်ပါနော်200လောက်ကန်ထားလိုက်မယ်ပြန်ဦးလောက်သွားလုံးမယ်လောက်ပြီးတော့ကြာတော့ဒီနေ့ကဘယ်လောက်ကန်မလဲဆိုတော့100လောက်ကန်လိုက်120လောက်ကန်လိုက်မယ်နော်တို့ကစိတ်မယ်စိတ်ပြီးတော့လောက်သွားလုံးမယ်sorry ဘာလို့120ဒီလက်ရဘက်ကိုရောက်သွားလဲဘာဖြစ်နေလို့လဲဒီမှာအပေါင်းဖြစ်နေလို့အဲဆိုသူ့ကဘာထည့်လိုက်မလဲအနှုတ်ထည့်လိုက်ရင်ဘယ်ဘက်ကိုရွှေ့တော့မှာတော့ left ဘယ်ဘက်ကိုရွှေ့တော့ဒီလိုတစ်ချက်သွားလုံးမယ်ဒါဆိုရင်ဘယ်ဘက်ကိုရွှေ့သွားလဲဒီဟာ
ဘယ်ဘက်ကိုရွှေ့သွားတာပေါ့နော်ဒါဆိုရင်ပြောချင်တာကအိတ်ဝင်ရိုးမှာဆိုရင်လက်ရဘက်ကအပေါင်းကိုကညာဘက်ကိုသွားချင်တာဆိုရင်အပေါင်းအပေါင်းခဏန်းကိုထည့်လိုက်ပေါ့နော်ဘယ်ဘက်ကိုသွားချင်တာဆိုရင်အနှုတ်ခဏန်းကိုထည့်လိုက်ဒါဆိုရင်အိတ်ဝင်ရိုးအတွက်ကရပြီရရင်နော်အိတ်ဝင်ရိုးအတွက်ကရပြီtranslate 120 pixel အဲ့ဒါကိုသူ့ကိုမှတ်ထားခဲ့မယ်ပေါ့နော်သူကကြတော့အပေါင်းခဏန်းဆိုတော့ right ညာဘက်ကိုသွားမှာ to right ပေါ့နော်ညာဘက်ကိုသွားမှာလက်ရဘက်ကိုဒါအနှုတ်ခဏန်းဆိုတော့ဘယ်ဘက်ကိုသွားရလဲ left ဘယ်ဘက်ကိုသွားမှာပေါ့နော်ညာပြီနောက်တစ်ခုကကြတော့ translate 8ပြီးဆိုတော့ translate ပါတော့ transform ဟိုမှာ translate 1ကိုသွားမှာပေါ့နော် transform y ဆိုတော့သူ့ကိုအပေါင်းခဏန်းရင်ပေးမယ်120လောက်ပေးလိုက်မယ် control s နှိပ်မယ်ဟိုဘက်ကိုသွားမယ် reload တစ်ချက်လုပ်မယ်သူ့ဘောဟိုဘက်ထောက်ကြည့်လိုက်မယ်အောက်ကိုကျတော့အဲဆိုဆောင်းနာကပြောခဲ့တယ်လို့ပဲဒီမှာဆောင်းနာပြောခဲ့ဆိုတာပုံမှာဆွဲပြခဲ့တယ်လို့ပဲ y ဒီအောက်ကိုဆင်းရင်ဘာရတော့ဒီမှာ y ဒီအောက်ကိုဆင်းရင်အပေါင်းနဲ့ဒါကြောင့်မလို့အပေါင်းခဏန်းပေးလိုက်တော့ကြတော့သူကဘာဖြစ်သွားတာလဲအောက်ကိုဆင်းသွားတာရရင်နော်အောက်ကိုဆင်းသွားဆိုတော့တစ်ချက်ပြန်သွားကြည့်မယ်အပေါင်းကဏ္ဍပေးထားတော့အောက်ကိုဆင်းသွားတယ်ဒီမှာအပေါင်းကဏ္ဍပေးထားတော့အောက်ကိုဆင်းသွားတယ်ဒါဆိုရင်ဒီ y ကကြတော့ mathematics နဲ့ပြောင်းပြန်လို့မှတ်ရမယ်ပေါ့နော်ဒါဆိုရင်သူကဘာဖြစ်သွားတာတော့ဟောတော့အောက်ကိုဆင်းသွားတာပေါ့နော်နောက်တစ်ခုကကြတော့ဒါလေးတွေကိုကမပေးခဲ့translate y ကို minus တန်ဖိုးပေးလိုက်မယ် minus တန်ဖိုးဆိုတော့ဘယ်လိုလုပ်လိုက်မှာလဲပေါ့နော် minus တန်ဖိုးဆိုတော့သူပြောထားတဲ့အတိုင်းပဲလုပ်မှာပေါ့ဟုတ်တယ်မလားဒီနေရာမှာညီပြတယ်မှာခါလေးအစင်ကြီးလောင်းပြလိုက်ရင်တော့လောက်ကြည့်လိုက်အောင်ဒီအရင်က translate y ဟုတ်တယ်နော် translate y ဟုတ်တယ်ဆင်းမယ်ဒီလိုသွားလောက်ဟုတ် minus စနကပြောခဲ့တယ်လို့ပဲဒီ mathematics နဲ့ကွဲတာက y ဝင်ရိုးတည် minus ဆိုရင်အပေါ်ကိုတက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ် minus 120တက်သွားပြီပေါ့နော်ဒါဆိုရင်ဒီ translate a နဲ့ y လေးကိုသိမယ်ထင်တယ်ပေါ့နော်အဲဆိုရင်နောက်တစ်ခုထပ်ပြောအောင်ပေါ့နော်နောက်တစ်ခုကဘာကိုပြောမလဲဆိုတော့ transform နဲ့က translate ဆိုရင်တော့ဘာဘယ်လိုလုပ်လို့မလဲဆိုတော့ကြည့်ကြမယ်translate ဆိုရင် control s ဒီလုံးလုံးမယ် transform နဲ့က translate ကဘယ်လိုလုပ်တာလဲဆိုတော့ကျွန်တော်ကြည့်လိုက်အပေါ်တက်လာမတက်ဘူးမတက်တော့ကြသိကြတယ်အဲ့ဒီ transform ဒီ y ဝင်ရိုးတော့မလုပ်ဘူးဘာအတွက်လုပ်တာအဲ့ဝင်ရိုးအတွက်ပဲ300 pixel လောက်ထိအလုပ်လုပ်သွားတာပေါ့နော်ဒီမှာကြည့်လိုက်300 pixel လောက်ထိအလုပ်လုပ်သွားတာသိနိုင်တယ်ဒါဆိုရင်ကိုဒီ translate 8လို့မရေးချင်ဘူးဆိုရင်ဘာလို့လဲရေးလို့ရတာတော့ translate ဘယ်လိုရေးလို့ရလဲ translate လို့ပဲရေးလို့ရဒါဆိုရင် translate နဲ့ translate 8နဲ့ကအတူတူပဲဆိုတာသိနေကြတာပေါ့နော်အဲဆိုရင်ဒီနေရာမှာရေးမယ်ပေါ့နော်ဘာနဲ့အတူတူပဲလဲ SNATE translate နဲ့ SNATE translate 8နဲ့ကအတူတူပဲပေါ့နော် translate 8လို့မရေးချင်ဘူးဆိုရင် translate လို့ပဲရေးလဲရတယ်ပေါ့နော်အဲဆိုရင်နောက်တစ်ခုရပြီနောက်တစ်ခုပြောချင်တာကပေါ့နော်နောက်တစ်ခုကကိုဒီလိုမျိုးပဲဒီပေါ့နော်ဒီလိုမျိုးပဲသွားလို့ရတာလားပေါ့နော်လိုမျိုးပဲသွားလို့ရလားဆိုတော့အဲ့ဝင်ရိုးတိုင်း y ဝင်ရိုးတိုင်းပဲသွားချင်တာအပေါ်ရောအောက်ရောသွားချင်သွားလို့မရဘူးလားပေါ့နော်ရတယ်အဲ့ဒါဘယ်လိုလုပ်မလဲ transform နဲ့ကနေပြီးတော့ကြတော့ translate အဲ့ translate ထဲမှာကဏ္ဍနှစ်ခုထည့်မယ်ကဏ္ဍနှစ်ခုထည့်မယ်ဆိုတော့ရှေ့ရကောင်ဒီဘာဖြစ်မလဲဆိုတော့တစ်ချက်လောက်ကြည့်လိုက်မယ်ရှေ့ရကောင်ထားပါတော့100 pixel လောက်100 pixel ထည့်မယ်နောက်ကကောင်ကိုကြတော့300 pixel လောက်ထည့်လိုက်မယ်ပေါ့နော် control စိတ်မယ် reload တစ်ချက်လုံးမယ်သွားပြီးတင်ကြည့်ဒီနန်းလေးကနေစရိုင်းနော်ဒီနန်းလေးကနေစပြီးတော့ကြတော့ရှေ့ရကောင်ဒီ
အမြဲတမ်းပြောရင်ကိုပါဇက်ကအများကြီးပြောရင် h ဝင်ရိုး y ဝင်ရိုးလည်းပြောတယ်ဒါကြောင့်မလို့ရှေ့ရလာတဲ့ကောင်တွေလည်းအမြဲတမ်း h ဝင်ရိုးအတွက်ပဲနောက်ကကောင်တွေ y ဝင်ရိုးတက်မယ်တကယ်လို့ဒါဒီပါရော8ဝင်ရိုးဒါဒီ y ဝင်ရိုးပေါ့နော်အဲဆိုသူ့ကို common လေးမှားအောင်မယ်ရှေ့ရကောင်ဒီထွန်း TRAN SNAT translate 8ကဒီရှေ့ရကောင်ဒီ HAZ နောက်ကကောင်ဒီပါလဲဆိုတော့ YAZ ပေါ့နော်အဲ့လိုမျိုးနှစ်ခုစလုံးရေးလဲရတယ်ပေါ့နော်ဒါဆိုရင်ဒီမှာတစ်ချက်လောက်ကြည့်မယ်အစတော့ဒီနေရာမှာရှိတာသူ့ကိုသွားထိလိုက်မယ်ဆိုရင်ညာဘက်ကိုတော့ဘယ်လောက်ရွှေ့သွားမှာ100ရွှေ့သွားမှာဒီမှာလေနည်းနည်းကြည့်လိုက်မယ်ဒီညာဘက်ကို100ရွှေ့သွားတယ်ဒါပေမဲ့လို့အပေါင်းခဏဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ဘက်ကိုလည်းဘယ်လောက်ရွှေ့သွားအောင်300ပဲရွှေ့သွားဒီမှာတင်ဟာကို100လောက်ထားကြည့်လိုက်မယ်နော်အောက်ကနည်းနည်းညာလည်းချက်သွားလောက်မယ်ဒီမှာဒီနားလေးကနေကြည့်မယ်နော်ဒီနားလေးကနေကြည့်ပြီးတော့ကြတော့ဟိုဘက်ကို100ပဲသွားတယ်100ပဲသွားပြီအဲ့100ပဲကနေပါမှာ तू ကဝိုင်းဝင်ရိုးကို100ပဲအောက်ဆင်ဆိုတော့ဒီမှာ100ပဲအောက်ဆင်ထားရရပါတော့ဒါဆိုရင်အဲ့လိုမျိုးလဲသွားလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောချင်တာပါနော်ဒါဆိုအခုကအပေါင်းပေးထားလို့အနှုတ်ပေးမယ်ဆိုရင်ရောအနှုတ်ပေးကြည့်မယ်ဒါဆိုတော့ပုံမှာပြောခဲ့တယ်အပေါင်းပေးထားတယ်ရှေ့က8ဝင်စိုးမှာအပေါင်းပေးထားတယ်ဆိုရင်ဒီကောင်ဒီRIGAT right ပေါ့နော်ဒါဆိုရင်ဒီ y ဝင်ရုံးမှာအပေါင်းပေးထားတယ်ဆိုရင် bottom ပေါ့ဒါဆိုဒါကောင်ဒီ right bottom ဖြစ်သွားတာပေါ့ရရင်နော်ဒါဒီ right bottom ဖြစ်သွားတယ်အဲ့ဒါကိုသွားဆမ်းမယ်အခုကဘာဆမ်းမလဲဆိုတော့ minus 100 pixel နောက်တစ်ခုကလည်း minus 100 pixel ရှေ့ကကောင်ဒီ x ဝင်ရုံးနောက်ကကောင်ဒီ y ဝင်ရုံးရတယ်ဒါဆိုရင်ဟိုဘက်ကို sorry ဟိုဘက်ကိုသွားမကြည့်ဘဲနဲ့ဒီမှာပဲစဉ်းစားကြအောင်ပဲပေါ့နော်ဟိုဘက်ကနောက်ကျတော့လုပ်မယ်ထားပါတော့ဒီ minus ဆိုတော့ဘယ်ဘက်ကိုသွားမအောင်ရှေ့က8ဝင်ရော minus ဆိုတော့လက်ဝဲဘက်ကိုသွားမယ်ရတယ်နော်လက်ဝဲဘက်ကသွားပြီသူ့နန်းလေးကနေရာဒီကြားဖြစ်နေပြီနေရာဒီကြားဖြစ်တဲ့အချိန်မှာဒီလက်ဝဲဘက်မှာ minus 100 pixel မှာရှိနေပြီရှိနေတဲ့အချိန်မှာ minus 100 pixel ကို y ဝင်ရောမှာသွားမှာဆိုဘယ်ရသွားမှာအပေါ်တက်သွားမှာပေါ့နော်အဲဆိုရင်တက်ကြည့်ကြမယ်လက်ဝဲဘက်အပေါ်တက်မယ်ရရင်နော် left ကိုမှ top ဖြစ်မယ်ရရင်နော်အဲဆိုရင်သွားမယ်ဒီလိုတစ်ချက်သွားလောက်မယ်ဘယ်ဘက်ကိုသွားမှာဆိုတော့ဘယ်ဘက်ကိုသွားမှာဒီဘက်ကိုသွားအောင်ပါပေါ့နော်ဒီဘက်ကိုသွားမှာဒီဘက်ကို100ပဲသွားဒီဘက်ကို100ပဲသွားပြီးတော့ကြတော့အပေါ်ကိုလည်း100ပဲတက်မှာဆိုတော့လောက်လေးရှိအောင်ဒါဆိုရင်ဒီနားလေးမှာရှိနေမှာပေါ့ဟုတ်လားမဟုတ်လားသွားကြည့်မယ်ဟောဒါဆိုရင်အဲ့နားလေးမှာဟုတ်တယ်နော်အဲ့နားလေးမှာဘာဖြစ်နေရလဲသူရှိနေပြီပေါ့ရရင်နော်အဲဆိုရင် minus နဲ့လည်းပေးလို့ရတယ်အားနဲ့လည်းပေးလို့ရတယ်နော် plus နဲ့လည်းပေးလို့ရတယ်ပေါ့နော်အဲ့ဆို minus ကြီးပေးရလား plus ကြီးပေးရလားမဟုတ်ဘူး minus နဲ့ plus နဲ့လည်းပေးလို့ရတယ်ပေါ့နော်သွားမယ်transform နဲ့က minus နဲ့ plus ပေးကြည့်မယ်ဒါဆိုတော့ရှေ့က8ဝင်ရိုးကို100ပဲသွားမယ်ရရင်နော်ဒီနောက်ကကောင်ကိုကြတော့100ပဲသွားမယ်ဟိုဘက်ကိုသွားပြီးတော့မကြည့်သေးဘူးမကြည့်သေးဘဲနဲ့ကိုယ့်ကိုပဲစဉ်းစားမယ်စဉ်းစားပြီးတော့ကြတော့100ပဲရှေ့ကကောင်ဒီ8100ပဲဆိုတော့သိကြတယ်လက်ရဘက်ညာဘက်ကိုသွားမှာညာဘက်ကို100ပဲကတ်မယ်ကပ်ပြီးတော့ကြတော့ minus တန်ဖို့ဖြစ်တဲ့ကြောင့်မလို့ minus ဒီအပေါ်ကိုတက်မှာဖြစ်တဲ့ကြောင့်မလို့အဲ့100 pixel နန်းလေးမှာဒီ8ဝင်ရုံမှာရောက်နေပြီ8ဝင်ရုံမှာရောက်ပြီးတော့ကြတော့ minus 100ဆိုတော့အပေါ်ကိုတက်သွားမယ်အဲဆိုတော့ဘယ်နန်းလေးမှာရှိမလဲတွက်ကြည့်မယ် control s လေးစေးမယ်ဒီလုံးတစ်ချက်လုံးမယ်အဲဆိုဘယ်နန်းလေးမှာရှိမှာအဲဆိုရင်ဒီကနေပြီးတော့100 pixel ယူထားဆိုတော့ဒီနန်းလေးမှာတော့ရှိမှာဒီနန်းလေးမှာပေါ့နော်ဒီအပေါ်မှာထိလိုက်ရင်ကြတော့ပေါ်တက်သွားမှာဆိုတော့မထိသေးဘူးဒီနန်းလေးဒီလောက်မှာရှိမှာတော့ဆိုတော့ minus ဆိုတော့ဒီနန်းလေးမှာဒီပေါ်မှာရှိမှာပေါ့အဲဆိုထိကြည့်လိုက်မယ်အဲ့နန်းလေးရောက်မှာဒီနန်းလေးပေါ့နော်ဒီနန်းလေးဟောဒါဆိုရောက်တယ်လားရောက်တယ်ပေါ့နော်ဘာလို့နန်းလေးမှာရောက်သွားလဲဆိုတော့ဒီဘက်ကနေလက်ရဘက်ကို100 pixelသွား100 pixel ကနေပြီးတော့ကြတော့ minus 100 pixel ဆိုတော့အပေါ်ရောက်သွားတာပေါ့နော်ရရင်ပေါ့နော်အဲဆိုရင်ရပြီအဲဆိုရင်ဒါလေးလည်းရမယ်ထင်တယ်ပေါ့နော်အဲဆိုရင်အဲ့လိုပေးတယ်ဒါကနောက်တစ်မျိုးပေးတာပေါ့နော်နောက်ဆိုနောက်တစ်မျိုးလည်းပေးလို့ရတယ်နောက်တစ်မျိုးကဘယ်လိုလဲကြည့်ကြမယ်ပေါ့နော် transfer ဖောင်းကိုမှအဲ့လိုမျိုးဒီလိုမျိုးတစ်ခုတည်းမရေးဘဲနဲ့တစ်ခုချင်းစီရေးလည်းရတယ်တစ်ခုချင်းစီဆိုတာဘယ်လိုလဲ translate 8ကို200 pixel ပေးမယ်8ဆိုတော့8ဝင်ရိုးတိုင်းကိုမှအပေါင်းဆိုတော့လက်ရဘက်ကိုသွားမယ်နောက်တစ်ခုကကြောင့် comma မခံရအောင် comma မခံရဘဲနဲ့ NAD translate y ကိုကြတော့လဲ200 pixel လောက်သွားလိုက်မယ်အဲဆိုဒီဘက်မှာပဲစဉ်းစားသွားမယ်အဲ့ဝင်ရိုးဒီ200 pixel ဆိုတော့ညာဘက်ကို200 pixel သွားမယ်အဲ့ညာဘက်ကို200 pixel မှာ200ရနေပြီ200ရနေတဲ့အချိန်မှာ translate y ဒီ200 pixel ဆိုတော့အပေါင်းဆိုတော့ကုန်ဒီမှာအောက်ဘက်ကိုဆင်းမှာဖြစ်တဲ့အကြောင်းမို့လို့အောက်ဘက်ကို200 pixel ဆင်းမယ်ဟုတ်လားမဟုတ်လား control ဆင်းမယ်တွားကြည့်မယ်ဒါဆိုရင်ဒီကောင်ဒီအခုရှိနေတဲ့ကောင်လေးကနေဒါထားပါတော့100 200ဆို200 pixel လောက်ရောက်မယ်အဲ့200 pixel ကနေနောက်ထပ်200ဆိုတော့ဒီအောက်ကိုဒီလောက်လေးမှရှိမှာပေါ့နော်တွားကြည့်မယ် sorry လုံးမလို့ရတယ်ဟောဒါဆိုရင်နောက်လာလဲစွမ်းတော့မှန်းထားတဲ့အတိုင်းပဲအဲ့လောက်လေးမှရှိရပေါ့နော်ဒါဆိုရင်အဲ့လိုမျိုးရေးပုံရင်းကြီးတွေလည်းသိမယ်လို့ထင်တယ်ပေါ့နော်
ဒါဆိုရင်ဒီ transform with translate ထဲကနေပြီးတော့ဒီ knowledge လေးအနေငယ်ရသွားမယ်လို့လည်းမျှော်လင့်တယ်အားလုံးကိုကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်ရှင်